အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်စိတ်ဖိစီးမှုအစပဲအကြောင်းအရာတွေအဆိုပြီးတော့เนาะကျွန်တော်နာမည်လေးပေးထားတယ်ဆိုလို့ကျွန်တော်ကဒီက job stress ပေါ့နော်အလုံးမှာစိတ်ဖိစီးရင်တော့ဘယ်ညာဖြစ်ပေါ့နော်စိတ်ဖိစီးမှုတွေကနည်းနည်းများတော့ရှိနေကြတယ်ဒါပေမဲ့တခုကကျွန်တော်ကဥပမာပြောမယ်ဆိုရင်ပင်ပန်းနေဒါမှမဟုတ်ဘောလုံးကန်လိုက်တယ်ရေတက်ဆုံးရှုံးသွားတယ်ဆိုရင်ဒါရေတက်ပြန်ဖြည့်ပြီးလိုက်လို့ရှိရင်ပုံမှန်အနေထားကိုပြန်ရောက်သွားတယ်ရေတောက်လိုက်ရင်ပေါ့နိဒီမှာလည်းစိတ်ဖိစီးမှုတွေဖြစ်တယ်ဆိုရင်ယောဂမဟုတ်ဘူးဘယ်ဟာပဲဖြစ်ဖြစ်မိမိပေါ်ကြောက်လာတဲ့တာဝန်မိမိကိုပေးလိုက်တဲ့အလုပ်မိမိကိုလုပ်ရမယ်နော်လုပ်ငန်းဆောင်တာတွေကိုလုပ်တဲ့အခါမှာဘယ်ပဲဖြစ်ဖြစ်ဖိစီးမှုဆိုတဲ့ stress ကအနည်းနဲ့အများတော့ရှိကြတယ်ဒါပေမဲ့ဒီစိတ်ဖိစီးမှုတွေကိုပြန်လည်အမောပြေအောင်ပြန်လည်ဖြေရအောင်လုပ်ဖို့အတွက်မိမိမှာကိုယ်ပိုင်ကုထုံးလို့ခေါ်တဲ့ကိုယ်ပိုင်စိတ်ဖိစီးမှုလျှော့ချတဲ့အခြေအနေလေးတွေကိုဖန်တီးထားမယ်ဥပမာမိမိမိသားစုရှိရဆိုလို့ရှိရင်အလောက်ကပြန်လာလို့ရှိရင်မိသားစုအချိန်ပေးတာမျိုးမိမိကြိုက်တဲ့ဝါသနာပါတဲ့ဂီတာတီးတာဒါမှမဟုတ်လို့ရှိရင်သချင်းဆိုတာဒါမှမဟုတ်လို့ရှိရင်စာဖတ်တာဒါမှမဟုတ်အင်တာနက်ကြည့်တာပြီးလို့ရှိရင်ခြားတော့ပေါ့နော်မိမိရဲ့ဝါသနာပိုင်းအလုပ်တွေပေါ့နော်လောက်ပါမယ်တော့အလုပ်တွေအားလုံးကစိတ်ဖိစီးမှုရှိကြတယ်ကျွန်တော်ဘုရားဘာသာရဆိုလို့ရှိရင်စိတ်ဖိစီးခြင်းဟာမိမိရဲ့အလုပ်ကြောင့်မိမိရဲ့ခန္ဓာကိုယ်မှာကြောက်တာတဲ့အခြေအနေတစ်ခုကြောင့်ဒါလည်းမဟုတ်ပဲねမိမိပတ်ဝန်းကျင်အလုပ်ရဲ့ workplace environment နဲ့လည်းဆိုင်တယ်workplace environment ဆိုတာဘာလဲပြောရလဲဆိုတော့ကျွန်တော်ဘုရားဘာသာမှာရှိရဲ့မချစ်မနှစ်သက်သောသူနဲ့အတူဆုံတွေ့ဆောင်ရွက်ရခြင်းနှစ်သက်တဲ့သူနဲ့ကိုယ်ရခြင်းဟာနော်မကောင်းဘူးပေါ့နော်အဲ့လိုမျိုးနော်ပြောကြတယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်အလုပ်မှာဆိုမိမိနဲ့ခုနပြောမနေ့ကပြောတဲ့ chemistry မတူတဲ့လူတွေနဲ့အလုပ်လုပ်ရမယ်ဒါမှမဟုတ်မိမိနဲ့နော်အတိုက်ခံလုပ်တဲ့လူတွေပေါ့အတိုက်ခံဆိုတဲ့သဘောမျိုးပေါ့ကျတော့နေရာတစ်ခုတည်းကို position တစ်ခုတည်းကိုဝိုင်းပြီးတော့နော်ဘာလို့လဲဆိုတော့သူနိုင်ကိုနိုင်ပေါ့အပြိုင်ချဲပြီးတော့ယူကြတာမျိုးဒါမှမဟုတ်မိမိကသူ့လက်ပို့ပြီးတော့နှာထများသားနေတာမျိုးခွင့်ရေးပေးခံနေတာမျိုးပို့ပြီးတော့လုံနိုင်တယ်ဆိုပြတာမျိုးပေါ့နော်အဲ့ဒါရှိပါတယ်နော်ဒီနေ့ငါနဲ့မနေ့ကငါနဲ့ဝယ်ရှင်းရမယ်ပတ်ဝန်းကျင်ကိုရှင်းနေဆိုတာသူများကိုထိခိုက်ဖို့တွန်းချဖို့မဟုတ်ဘူးမိမိရဲ့ကိုယ်ရဲ့အယောင်ဝါးရဲ့ထုံးနှင်းတောက်ပါဖို့အတွက်ပတ်ဝန်းကျင်ကိုကြည့်ပြီးငါရဲ့ quality ability ဒီအခြေအနေအပြင် physically အခြေအနေအပြင်သူများနဲ့တန်းလို့ရှိရင်ရော့ရဲနေတယ်လိုနေသေးတယ်ပြောနေတာစင်းကန်ဆိုစင်းကန်ချင်းငါးချက်ဆိုင်တော့ပို့ပြီးတော့သိချင်နေပြီးတော့ပညာဘယ်လိုစီးဖို့ရမလဲသူ့လိုမျိုးအခြေအနေတစ်ခုရအောင်ဘယ်လိုလုပ်ရမလဲအဲ့တော့ဘယ်ရမလို့အချိန်ပေးရတယ်မိမိရဲ့ချွေးဒါမှမဟုတ်မိမိရဲ့အုံနောက်အချိန်တွေရင်းနေရတယ်မရင်းနှီးဘဲနဲ့တော့အချိန်တွေတစ်ခုကိုရောက်မလာနိုင်မိမိကတူတဲ့အခြေအနေကောင်းရောက်ချင်တယ်ဆိုရင်မိမိကပို့ပြီးအားထုတ်လေ့လာတာမျိုးရှိတယ်အဲ့တော့အခါကြောင့်ရှင်မိမိကသူ့တဲ့ပို့ပြီးတာအောင်လုပ်တာမလုပ်တာတွေကဒါများကြတော့ဘာလို့လဲဆိုတော့မာနပြိုင်တာအတ္တပြိုင်တာတွေဖြစ်တာအဲ့လိုမဟုတ်ဘဲနဲ့မိမိကသူ့တော်ခြင်းအဖြစ်မိရဲ့နေရာလေးကဒီနေရာမှာမဟုတ်ဘူးစားမြည်သည့်ကုမ္ပဏီမှာမဆိုမြည်သည့်နေရာမှာမဆိုမိကအသုံးဝင်တဲ့လူတယောက်အသုံးဝင်တဲ့လူတယောက်ဖြစ်ဖို့အမြဲကြိုးစားဖို့ပြောချင်ဒါဆိုရင်တော့ stress တွေကတူချင်းမှာဒီလိုမျိုးစိတ်တွေဝင်သွားလို့ရှိရင်ကြောက်လို့မျိုးမာနရှင်မြိုင်တာတွေမောဟမင်းမြိုင်တွေမဖြစ်တော့ဘယ်ဟာကိုတကူတဲ့ဖုံးကွယ်ခြင်းကနည်းနည်းကြတာပေါ့နော်မေးကုန်နေရှိတယ်အလုပ်တစ်ခုကိုအားကြောင့်ရှင်စုပေါင်းနဲ့ဖြတ်သန်းရတယ်ဆိုတာရှိတယ်စိတ်ဖိစီးမှုတွေပဲဖြစ်ဖြစ်မိမိရဲ့ယုံကြည်မှုတွေဖြစ်ယုံနေတာပဲဖြစ်မိမိရဲ့အစွမ်းစားတွေကအရင်ကပို့ပြီးမှိမ့်မိန်သွားတယ်ဒါမှမဟုတ်ရောကြသွားတယ်လို့ထင်တယ်ဆိုလို့ရှိရင်မိမိကဘာလို့မလဲပို့ပြီးတော့နီလန်းရှာဘယ်လိုနီလန်းလဲဆိုတော့တခါကျရင်မိမိတယောက်တည်းနဲ့ရှာဖွေလို့မရတဲ့နီလန်းတွေကိုမိမိရဲ့ဆွေမျိုးသားချင်းမိမိရဲ့ပတ်ဝန်းကျင်မိမိကို supporting ပေးတဲ့ယုံကြည်ရတယ်ဆိုတဲ့လူတွေမိမှာအမာခံပြိတ္တဆိုတာအမြင်ထားရှိပြီးတော့သူတို့ကနေပြီးတော့နီလန်းရှာမှာပေါ့သူပေါင်းဆောင်ရွက်ပြီးတော့အဖြေရှာမျိုးဒါမှမဟုတ်ရင် truth telling ပေါ့အမှန်ကိုပြောပြီးတော့မိမိရဲ့လက်ရှိဖြစ်နေတဲ့အခြေအနေကိုပြောပြီးတော့ဒါမှန်လားဆိုတာကိုမေးကြည့်ရမျိုးပေါ့တစ်ခါကြောက်ရှင်ဥပမာပြောမယ်ဆိုရင်ကျွန်တော်စိတ်တွေထဲမှာအလုပ်လုပ်တဲ့ခါကျရင်ထပ်ခါမှားယွင်းနေပြီဆိုရင်နောက်ထပ်လိုအပ်ချက်ရှိနေပြီဆိုရင်စိတ်ထဲမှာယုံမှားတတ်များစိတ်တွေဖြစ်လာမှာအဲ့လိုဆိုရင်တယောက်တည်းနေလိုက်တာတွေကပို့ပြီးတော့ကိုယ့်အတွက်စိတ်လုံးညုံတဲ့ပုံစံဖြစ်လာမယ်အဲ့ချိန်မှာစိတ်လက်ကြတာတွေစိတ်ကြော့တာတွေဖြစ်လာမယ်အဲ့တော့
စိတ်ကလေးငယ်စရာတွေဖြစ်မယ်အဲ့တော့အဲ့အဆင့်တွေကတစ်ဆင့်ပြီးတစ်ဆင့်ဖြစ်လာလို့ရှိရင်နောက်ဆုံးမှာဒီဖြည်းဖြည်းနဲ့ lonely ဆိုတဲ့အဆင့်ကိုရောက် stress ရဲ့နောက်က loneliness ပေါ့နော် loneliness ပြီးလို့ရှိရင်နောက်ထပ်ကိုယ့်ကိုမြူကုန်းဝေလို့မြူမုံလေးလို့မိကုန်းဝေလို့တစ်ဆင့်ကဒီဘဝကနေပျောက်ကွယ်သွားလို့ရှိရင်တော့ဖြည့်ချင်းပြီးတော့မှာပဲစက္ကန့်ပိုင်းများနာရီပိုင်းများနော်စိတ်ပေါ်လာတယ်နော်ဒီနေရာလေးကနေပျောက်ကွယ်သွားခြင်းလေဆိုရယ်စိတ်ကလေးကိုနော်ဖန်တီးခြင်းကြတယ်အဲကြောင့်ဘာလို့လောကကြီးကြောခိုင်းဖို့အတွက်မလုပ်တင်မလုပ်လိုက်တဲ့ချို့ဟာတွေကိုလုပ်ဖို့အတွက်စိတ်တွေအားပြန်စီလာကြတာအဲ့ချိန်မှာသက်ဆိုင်ရာဘာသာတရားတွေဒါမှမဟုတ်ဘာသာတရားတွေရဲ့အဆုံးအမအောက်တွေတော့၎င်းမိဘဘိုးဘွားတွေအဆုံးအမတော့တကယ်ချင်းအဆုံးအမတော့မိမိယုံကြည်ရတဲ့လူတွေအဆုံးအမအောက်မှာနေလိုက်လို့ရှိရင်အကောင်းမှုနဲ့အမှန်တရားကိုရောက်ရှိတယ်တရရပိုင်းနေနေတယ်နော်ကိုစိန်လည်းပါငင်းညမှအမှုကိစ္စကိုလုံလိုက်တာနိုင်တယ်ဆိုတဲ့အတိုင်းပဲနော်ကျွန်တော်လိုအပ်တဲ့ဟာလေးတွေကိုထပ်ပြီးတော့ဆွေးနွေးမှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးပါအသေးလေးပြီးပါ comment မှာလည်းကိုသိချင်တာလေးကိုရေးထားပေးပါအားလုံးကိုစိတ်နှပါချမ်းသာနိုင်ကြပါစေခင်ဗျာ